အာဆီယံဘုံသဘောတူညီချက်ဒေါ်အောင်ဆန်းစုကြည်ရဲ့တေသလားရှင်သလားခုလာမဲ့ဇွန်လ19ရက်နေ့ဟာလူတကောင်းဆောင်မြန်မာဒီမိုကရေစီကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်ပါတယ်ဗျဒီကနေ့မွေးနေ့ရှင်ဟာထောင်ထဲမှာတေသလားရှင်သလားကျမ်းမာရေးကောင်းသလားလုံးဝမသိရတဲ့အခြေအနေတည်းဖြစ်ပါတယ်။ကမ္ဘာလူထုကြီးကမြန်မာပြည်မှာရှိတဲ့ပြည်သူလူထုကရောအင်မတန်မှစိုးရိမ်ကြောက်ကြမှုတွေကြုံတွေ့နေရတာဖြစ်ပါတယ်။အသက်80နှစ်ဆိုတဲ့အရွယ်ဒီအင်မတန်မှအိုမေးရင်ရောနေပြီဖြစ်ပါတယ်။အဲ့ဒီမျိုးသမီးတယောက်ကိုစီအိုစုကအမောင်းနဲ့အာဂါတတွေမနာလိုဝန်ကြုံမှုတွေနဲ့အခုထောင်သွင်းအကျဉ်းချခဲ့တာအခုချိန်ထိလွတ်မြောက်ခြင်းမရှိသေးပါဘူးဒီနေရာမှာတစ်ခုရှိတာကယမစစ်ဘိုလ်ချုပ်ကြီးတူဖြစ်တဲ့ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းအာဆီယံအစည်းအဝေးမှာအာဆီယံနိုင်ငံကလူကြီးလူကောင်းတွေနိုင်ငံရေးခေါင်းဆောင်တွေရဲ့ရှေ့ပါဂရီကိုပြုတ်ခဲ့ပါတယ်လက်မှတ်ရေးထိုးခဲ့ပါတယ်သဘောတူညီခဲ့ပါတယ်အဲ့ဘာလဲဆိုတော့အာဆီယံဘုံသဘောတူညီချက်5ချက်ပါဗျအဲ့ဒီမှာအဓိကကြတာကဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေပြန်လဲလွတ်ပေးဖို့ဖြစ်ပါတယ်အခုတည်းဒီအိုက်ဂရီကိုတီချင်းလိုက်နာဆောင်ရွက်ခြင်းမရှိသေးပါဘူးဘာပဲပြောဒီနေ့ဒီချိန်ဒီဒေါ်ဆန်းစုကြည်တဲ့အင်မတန်စိုးရိမ်ရတဲ့အခြေအနေရောက်ရှိနေပြီဖြစ်တဲ့အတွက်ဒေါ်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးအကျဉ်းသားတွေအမြန်ဆုံးပြန်လဲလွတ်ပေးဖို့တောင်းဆိုပါတယ်ဒေါ်ဆန်းစုကြည်ကိုလွတ်ပေးလိုက်ခြင်းအဖြစ်ရှေ့မတိုးတာနောက်မဆုတ်တာဖြစ်နေတဲ့မြန်မာနိုင်ငံရေးအလှည့်အပြောင်းအချိုးအကွေ့ဟာဒဇုံတရားအဖြစ်တစ်ခုထွက်လာနိုင်စရာရှိပါတယ်ဒါကြောင့်မလို့ဒေါ်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးကျင်းသားတွေအမြန်ဆုံးလုပ်ပေးဖို့အတွက်ဒေါ်ဆန်းစုကြည်ရဲ့2026ဇွန်လ19ရက်နေ့မှာကြာရောက်မယ်82နှစ်မြောက်မွေးနေ့မှာတောင်းဆိုပါတယ်ဗျာ